မိဝိုင်းပဲတွေ့ရမှာပေါ့ဘာလို့ဒီဝိုင်းလာနေတယ်လို့ပဲဒါကတော့မိဝိုင်းမဟုတ်မိတို့ချက်ဒီနေရာနဲ့ဒီနေရာလေးကိုရောက်ဒီနေရာလေးဒီနေရာလေးကိုရောက်သွားတယ်ပြည်ချင်းလေးဒုက္ခနာကိုဒီတိုင်းမှာယုတ်တရားကြီးလည်းဖြည်းဖြည်းလေးတရွေ့နဲ့သွားနေတာအဲ့ဒါလေးကိုကနိုင်အောင်မှန်ဒါကိုရိုးရိုးသေးသေးဆိုတာဘာကိုပြောတာလဲဆိုရင်ယုတ်တရားကိုပြောတာပါဘာကိုပြောတာလဲယုတ်တရားကိုပြောတာပါစူးစူးဆိုင်ဆိုင်ဆိုတာကရှုစရာအောင်လေးမှာရှုစိတ်လေးတည်ဖို့အဲ့လိုပြောလို့ရှိရင်ပစ္စုပန်တက်တယ်လေးတည်ဖို့အာယုန်တင်လိုက်မှာရှုနိုင်ဖို့အတွဲစူးဆိုင်ဆိုတာနန္တရားကိုပြောတာပါအဲ့ဒါလေးဆိုကြည့်မယ်ရိုးရိုးသေးသေးဆိုတာယုတ်တရားဖြစ်ပါသည်စူးဆိုင်ဆိုတာနန္တရားဖြစ်ပါသည်ဆိုကြည့်မယ်ရိုးသေးသေးဆိုတာယုတ်တရားဖြစ်ပါသည်စူးဆိုင်ဆိုတာနန္တရားဖြစ်ပါသည်ရိုးသေးသေးစူးဆိုင်ရိုးသေးသေးဆိုတာမိမိတို့ရဲ့ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာကြီးသည်ဖြည်းဖြည်းအေးစစ်စစ်နှီးတိမ်မွေ့သွားတာလန်းတာစားတာတောက်တာအကုန်လုံးပွေးတာဆန့်တာအကုန်လုံးရေချိုးမှဆိုလည်းတစ်ခွက်ချင်းပေါ့တယ်မလားဘုံတိုင်းချင်းမလောင်းအောင်ဒီလိုမျိုးလေးအဲ့လိုမှတ်မှလည်းပဲတရားမှတ်နိုင်တာပါလိမ့်မယ်လွတ်တာလေးနည်းတော့ပါလိမ့်မယ်ဒါမှမဟုတ်ပြန်စုကြည့်မယ်တော့တမျိုးလှုပ်ရှားမူရာရင်းစွာပြုတာယူသည်ခေါ်လှုပ်ရှားမူရာရင်းစွာပြုတာယူသည်ခေါ်ဒီခန္ဓာကိုယ်မူရာလေးဖြည်းဖြည်းအေးစစ်စစ်လေးမှတ်တာဘာလို့ခေါ်တော့ယူသည်စူးဆိုင်ဆိုတော့ပြောခဲ့ပြီးပြဿနာတဲ့ရှုရမယ်ပြဿနာတဲ့ဆိုတာပေါ်လုံးပေါ်စဲပေါ်ခိုက်ဟုတ်တယ်မလားသူများကိစ္စတော့ကကိစ္စမီတိပဇာနာတိတဲ့ပါဠိကိုအလေးပဲပြန်တဲ့အခါမှာအနဲ့ပေးတယ်လို့ခေါ်တာပေါ့ကိစ္စတော့ကသွားနေလဲဟွာသွားနေတော့သွားနေစေသွားနေခိုက်သွားနေစေလို့ပြောတာလေကိစ္စကတဲ့မှန်ရတယ်အဲ့တော့အတိတ်ကိုပြန်မဲ့လို့ရပါမလားအတိတ်ကပြီးသွားပြီဘုလိုလို့ရှိမှမရှိလားပြီးသွားပြီအတိတ်ပြန်မဲ့လို့မရဘူးဒီလိုဆိုလို့ရှိရင်အနာဂတ်ကိုကြိုမဲ့လို့ရမှာမရပါဘူးကျွန်တော်ကမသွားရတယ်ကိုသွားတယ်မှန်နေကြရဲ့ကြီးတော့မှားတယ်ပေါ့မစားတယ်စားတယ်မှန်လို့ရမှာမရပါဘူးအဲ့ဆိုလို့ရှိရင်ယောဂီတို့တော့ဘာမှမကြည့်ဘူးစားတယ်မှန်ဆိုဘာဝအေးတော့ကောင်းတယ်အဲ့လိုဖြစ်နေတယ်နော်ပြစ္ဆုတ်မှာတဲ့ဒီကြီးပါလေမိခန္ဓာကိုစိတ်ပိုင်းနေတဲ့ဒီမှပါစီလုံးကတတိကရတ္တတုတ်တံအဲ့မှာပြစ္ဆုတ်ပြမိမာလေလုံငယ်အတိတ်အာရုံတွေကိုမှန်းစာပြီးတော့မရှိပါဘူးလို့ပြောလို့လဲဆိုတော့မရှိတော့ဘူးမရောက်သေးတဲ့အနာဂတ်အာရုံတွေကိုလည်းမှန်းစာပြီးတော့မရှိပါဘူးဘာလို့လဲဆိုတော့မပေါ်သေးဘူး